Maro Dila, Elon Musk $တန်းရာနဲ့ချီပြီးတော့ချမ်းသာနေခဲ့ရမှာနောက်ဆုံးသူ့အိမ်ကိုရောင်းချလိုက်ရတဲ့အထိသူ့ဘဝတစ်ခုလုံးပေးဆံပြီးတော့ SpaceX ဆိုတဲ့ company ကိုတည်ဆောက်ခဲ့တယ်ဆိုတော့ပါဟုတ်ပါတယ်ကျွန်တော်တို့ခုတွေ့မြင်နေရတဲ့ဒါ Elon Musk ရဲ့အဓိကရည်မှန်းချက်ကတော့Marshall ကိုကိုလိုနီနယ်မြေဖြစ်သိပ်ပိုက်ပူပါပဲ။ဒါကြောင့်မို့လို့ပဲကျွန်တော်ဒီနေ့မှာဒါ Elon Musk ရဲ့ဘဝအကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီတော့စလိုက်ရအောင်ပါ။ Elon Musk ကကလေးဘဝမှာကလေးကတော်တော်လေးကိုဘူးလီအလုပ်ခံခဲ့ရတာပါ။တခါတော့ဆိုရင်ဒါသူတက်ခဲ့တဲ့အကြောင်းမှာသူ့ senior တွေကဝိုင်းထိုးကြလို့ရှေ့အောင်တင်လိုက်ရပါတယ်။သူမွေးလာခဲ့တဲ့ဒီတောင်အာဖရိကနိုင်ငံဆိုရတဲ့ဒါအဓိကရုဏ်းတွေလူမျိုးရေးခွဲခြားမှုတွေတော်တော်လေးကိုများနေရပါ။ဒီမှာဘာလို့ Elon Musk ကတောင်အာဖရိကနိုင်ငံမှာမွေးလာခဲ့ရလဲဆိုတော့ဒါကျွန်တော်နည်းနည်းလေးပြောပြပါမယ်။တကယ်တော့ Elon Musk ရဲ့ဘိုးဘေးတွေကဒါအမေရိကန်နိုင်ငံသားတွေပါ။ဒါပေမဲ့အမေရိကန်နိုင်ငံမှာစီးပွားပြက်ကနဲ့ကြောရတဲ့ခါကျတော့ဒါသူတို့ကကနေဒါနိုင်ငံကိုပြောင်းလာခဲ့တယ်။ပြီးတော့ဒါကနေဒါနိုင်ငံမှာအခြေချခဲ့ပါတယ်။ဒါပေမဲ့တိတ်မကြလိုက်ပါဘူး။ဒီကနေဒါဆိုရရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကိုသူတို့ကမကြိုက်လို့ဆိုပြီးတော့တောင်အာဖရိကနိုင်ငံကိုပါတစ်ခါထွက်လာခဲ့ပါတယ်။ဒီချယ်ရီတော့ဆိုရင်ဒါတောင်အာဖရိကနိုင်ငံမှာစီးပွားရေးလုပ်လို့အဆင်ပြေတယ်ဆိုပြီးတော့ဥရောပသားတွေတော်တော်များများရှေ့ပြောင်းချီရခဲ့ပါတယ်။ဒါဒီမှာ Elon Musk ရဲ့ဘိုးဘေးတွေကလည်းအပေါ်ရပေါ့ဗျာဒီလိုနဲ့ပဲ Elon Musk ကတောင်အာဖရိကနိုင်ငံမှာမွေးဖွားလာခဲ့ရတာပါElon Musk ကအခုလိုမျိုး genius တယောက်ဖြစ်လာတယ်ဆိုတာသူငယ်ငယ်ကတည်းကစာရီအများကြီးဖတ်ခဲ့လို့ဆိုပြီးတော့ဒါပညာရှင်တွေတော်တော်များများလက်ခံထားကြပါတယ်တကယ်လည်းသူစာဖတ်တဲ့လေ့ကျင့်ကလေးဘွားကလေးနေပြီးတော့ရခဲ့တာပါသူကကာတော့စာအုပ်တွေကိုယူမှုဖတ်ခဲ့ပါတယ်နောက်ကျတော့စက်ကူးရဲ့သိပ္ပံစာအုပ်တွေဒီဆောင်းပါးတွေကိုအစစ်မပြတ်ဖတ်ခဲ့ပါတယ်ကလေးဘွားတွေကဆိုရင်ဒါ Elon Musk ကအိမ်မှာပြောင်းနေတဲ့ခြေတွေအိမ်ပြန်နောက်ကျတဲ့ခြေတွေဆိုရင်ဒါသူ့အိမ်ကလူတွေကသူ့ကိုစာကြည့်တိုင်းမှာပဲအမြဲသွားစာရပါတယ်တခါတော့ဆိုရင်ဒါစာကြည့်တိုင်းမှာရှိတဲ့စာအုပ်တွေအကုန်လုံးဖတ်ပြီးသွားလို့ဒါစာကြည့်တဲ့မူစာအုပ်သက်တွေဝယ်ပေးဖို့ဆိုပြီးတော့တောင်းဆိုခဲ့ရတဲ့အထိပါပဲဒါကတော်တော်လေးကိုကြမ်းပါတယ်နောက်ထပ်သူကလေးဘွားမှာစိတ်ဝင်စားခဲ့တာတော့ဒါကွန်ပျူတာပါပဲသူ့ဘွားမှာပထမဆုံးကွန်ပျူတာကိုစမြင်လိုက်တဲ့အချိန်မှာပဲဒါကသူ့ဘွားရဲ့အရာရာကိုပြောင်းလဲပေးမယ်လို့သူအယုံကြည်ခဲ့ပါတယ်ဒါကြောင့်မလို့သူ့အဖေကိုကွန်ပျူတာဝယ်ခဲ့ခဲ့ပါတယ်နောက်ပြီးတော့တာမန်လူတယောက်6လလောက်ကိုတည်ယူရမယ်ဒါ basic programming ပိုင်းတွေကိုသူက tutorial စာအုပ်လေးဖတ်ပြီးတော့3ရက်တန်းနဲ့ကိုအပြည့်ပြတ်သင်ခဲ့တာပါဒီလိုနဲ့ပဲသူကကွန်ပျူတာပညာရပ်မှာကျွမ်းကျင်ဖြစ်လာတယ်ဗျာသူအထက်တန်းပြီးလို့အရွယ်ရောက်တဲ့ခါကျတော့ဒီတောင်အာဖရိကနိုင်ငံကသူနဲ့တိတ်ပြီးတော့မတက်တော့ဘူးဆိုတော့သူသတိထားမိလာပါတယ်တကယ်လည်းဒါတောင်အာဖရိကနိုင်ငံဆိုတာဒါလူမျိုးရေးခွဲခြားမှုတွေဒါအဒီယိုတွေနဲ့ဒါနိုင်ငံတကာပိတ်ဆို့မှုတွေကိုတော်တော်လေးခံရတဲ့နိုင်ငံပါဒါကြောင့်မို့လို့ပဲဒါသူ့လိုမျိုးဒါကဘာနဲ့ချီပြီးတော့ internet လုပ်ငန်းတွေလုပ်ချင်တဲ့သူတယောက်တည်းတော့တောင်အာဖရိကနိုင်ငံဆိုတာနေဖို့ကဘလို့မှမတက်တော့ဘူးဗျာဒီတော့သူကထိုးဆက်တယ်ပဲဒါအမေရိကန်နိုင်ငံကိုရအောင်စပြီးတော့ကြိုးစားပါတယ်ဒါပေမဲ့တောင်အာဖရိကနိုင်ငံကနေပြီးတော့ဒါအမေရိကန်နိုင်ငံကိုဓာတ်ရိုက်သွားဖို့ဆိုတာသူ့လိုလူတယောက်တည်းတော့ဘလို့မှမဖြစ်နိုင်ပါဘူးဒီမှာပဲသူကကန်ကောင်းတယ်လို့ပြောရပါမယ်ဒါဒီချိန်မှာဒါကနေဒါအစိုးရကနေပြီးတော့ဒါကနေဒါနိုင်ငံမှာနေခဲ့မှုတဲ့သူတွေကိုဒါနိုင်ငံသားဖြစ်ခွင့်ပြန်ပြီးတော့စောက်ထားလို့ရတယ်ဆိုတဲ့ဒါကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်ဒါ Elon Musk ရဲ့ဘိုးဘေးတွေနဲ့ဒါ Elon Musk ရဲ့အမေကဒါကနေဒါနိုင်ငံမှာနေခဲ့မှုတဲ့အတွက်ကြောင့်မလို့ဒါ Elon Musk နဲ့သူ့အမေကဒါကနေဒါနိုင်ငံသားဖြစ်ခွင့်ကိုပြန်ပြီးတော့စောက်ထားကြပါတယ်ဒီမှာ Elon Musk ကအရေးရခဲ့ပြီးတော့ဒါသူတယောက်တည်းဒါကနေဒါနိုင်ငံကိုထွက်လာခဲ့ပါတယ်နောက်ပြီးတော့သူကဒါကနေဒါနိုင်ငံရဲ့ဒါ Queen University မှာစပြီးတော့တက်ခဲ့ပါတယ်သူကတက်ကတော်ဆက်ဆက်တက်ချင်းမှာပဲဒါထူးထူးဆန်းဆန်းနေလုပ်တယ်ပေါ့ဗျာဒါကဘာလဲဆိုတော့ဒါကနေဒါနိုင်ငံရဲ့ထူးခြားတဲ့လူတွေအကြောင်းသူကသတင်းစာတွေမှာလိုက်ရှာပြီးတော့သူတို့နဲ့တွေ့ခဲ့ရောက်ဖို့တွေဒါဖိုးရှစ်ပြီးတော့လိုက်ချေးတယ်ဗျာနောက်တစ်ခုရှိတာတော့သူကတက်ကတော်တက်နေရင်လည်းဒါကျောင်းသားတွေရဲ့ကွန်ပျူတာတွေကိုလိုက်ပြပေးပြီးတော့ဒါအသုံးစရိတ်ရှာတော့ပေါ့ဗျာဒီချိန်တော့ဆိုရင်ဒါသူမပြင်နေတဲ့ကွန်ပျူတာဆိုတာတက်ကိုရှားတယ်ပေါ့ဗျာသူကလည်းဒါကွန်ပျူတာရဲ့အကြောင်းဒါခီးစစ်တွေကြာသိနေတယ်သူပါဒီလိုနဲ့ပဲဒါတက်ကတော်တက်ပြီးနည်းနည်းလောက်ကြာတဲ့ခါကျတော့ဒါအမေရိကန်နိုင်ငံမှာရှိတဲ့ဒါ Pennsylvania တက်ကတော်ကနေပြီးတော့ဒါ scholarship ပညာသင်ဆုကိုရခဲ့ပါတယ်ဒီတော့သူ့ရဲ့ American Impact ကအမှန်တကယ်ဖြစ်လာတယ်ပေါ့ဗျာသူ American နိုင်ငံကိုရောက်ပြီးတော့တက္ကသိုလ်တက်တဲ့အချိန်မှာပဲဒါစီးပွားရေးနဲ့ယူပဗေဒပညာရပ်နှစ်ခုလုံးသူသင်ယူခဲ့ပါတယ်သူတက္ကသိုလ်ရောက်တဲ့အချိန်မှာစပြီးတော့သဘောပေါက်တာတစ်ခုရှိခဲ့တယ်ပေါ့နော်ဒါကဘာလဲဆိုတော့ဒီတက္ကသိုလ်မှာသင်ပေးတဲ့ပညာရပ်တွေအားသူ့ဘဝတည်းတော်တော်လေးကိုအရေးပါတယ်ဆိုတာပါပဲဒါကြောင့်မလို့သူကအရင်ကအရာအလုံးကိုတီးခဲ့ပြီးတော့ genius တယောက်လိုဖြစ်တယ်ဆိုတဲ့စိတ်ထားမျိုးသူကဖယ်ပစ်ခဲ့ပြီးတော့ဒါတက္ကသိုလ်ကနေပြီးတော့သင်ပေးတဲ့ပညာရပ်တွေအကုန်လုံးတလုံးမကျန်သူကလေ့လာသင်ယူခဲ့တာပါဒါကလည်းတကယ်ကိုသင်ခန်းစာယူရမယ်အချက်ပါပဲသိတယ်မလားအရာရာကိုတိကိုတက်လုပ်နေတာကိုဘဝတည်းရေးပါမယ်ပညာရပ်တွေကိုတည်ယူဖြစ်မှာမဟုတ်တော့ဘူးဗျာဒီလိုနဲ့ပဲသူက Pennsylvania တက္ကသိုလ်ကနေပြီးတော့ဒါစီးပွားရေးနဲ့ယူပဗေဒဘွဲ့နှစ်ခုကိုရခဲ့ပါတယ်နောက်တော့သူက PhD တွေပါတယ်စစ်တက်ခွင့်ကိုရခဲ့ပါသေးတယ်ဒါပေမဲ့သူကကျောင်းစစ်တက်နေတဲ့ခါကျရင်ဒီ Silicon Valley ဒေသမှာတိုးတက်နေတဲ့ဒါ internet
အခွင့်အရေးတွေကိုဆိုးဆိုးရမှာကြောက်လို့ဆိုပြီးတော့သူကကြောင်းထွက်ခဲ့ပါတယ်ဒီလိုနဲ့ပဲဒါ Elon Musk ရဲ့ဘဝတစ်ဆယ်ချိုရောက်လာခဲ့ပါတယ်ဒီတက္ကသိုလ်ကျောင်းကနေပြီးတော့ထွက်ပြီးတော့ဒါနီးပညာနယ်ပယ်တွေကိုခြေစုပ်ပြည့်ဝတဲ့ခိုက်တက်ပါပဲဒီတော့ပါရမဆိုအနေနဲ့ဒါသူနဲ့သူ့ညီကင်ဘာရိုနီကပေါပြီးတော့ဒါ Zip2 ဆိုတဲ့ဒါ internet website ကိုစပြီးတော့တည်ဆောက်ပါတယ် Zip2 ရဲ့အလုပ်လုပ်ပါတော့ဒါကျွန်တော်တို့အခုတွေ့နေရတဲ့ဒါ Google Map တို့လိုမျိုးဒါ digital မြေပုံတစ်ခုပါပဲနောက်အခုကာလကျတော့ဒါတော်တော်လေး advanced ဖြစ်သွားပြီပေါ့နော် Zip2 ကိုစပြီးတော့တည်ထောင်ခဲ့တဲ့အချိန်တော့ကျတော့ဒါ Elon Musk တို့နေတဲ့ဒါ Bay Area တစ်ဝိုက်မှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေကိုဒါ Zip2 website ပေါ်မှာမြေပုံနဲ့တကွာတင်ပေးတာပါဒီတွေလည်းသူတို့ကပတ်ဆက်ရပါတယ် website ကိုစထောက်တဲ့ခါကျတော့ Elon Musk ကအဲ့ချိန်ကနေလွဲပြီးတော့ကြံတဲ့ချိန်တွေအကုန်လုံးလုပ်ပါတယ်သူအိတ်တဲ့ခါကျရင်လည်းရုပ်ခန့်မှာပဲသူကအိတ်ရပါတယ်ဘာလို့ဆိုသူ့မှာအိမ်မရှိလို့ပါဒီ share တော့ဆိုတာသူ့မှာရှိတဲ့ပတ်စံနဲ့အိမ်ငားမှာလားရုပ်ခန့်ငားမှာလားဆိုရဲမေကောပုံမှာသူ့တဲ့ရွေးချက်စရာတစ်ခုပဲရှိပါတယ်ဒါကြောင့်မို့လို့သူကရုပ်ခန့်တစ်ခုငားခဲ့ပြီးတော့ဒီမှာပဲညာအိမ်ညနေလှုပ်လုပ်ခဲ့တာပါဒီလိုနဲ့ပဲ Zip2 ကအောင်မြင်လာခဲ့ပြီးတော့ဒီ1999ခုနှစ်ရောက်တဲ့ခါကျတော့ဒါ computer company တစ်ခုကနေပြီးတော့ဒေါ်လာ300ခန့်တန်နဲ့အပြည့်သက်ဝယ်ယူခဲ့ပါတယ်ဒီမှာပဲဒါ Elon Musk ကသူပိုင်တဲ့ share တွေကနေပြီးတော့ဒေါ်လာ22သန်းရခဲ့ပြီးတော့ဒါသူ့အသက်28နှစ်အရွယ်မှာပဲဒါမီလီယံနာတယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ Elon Musk ကတော့သူစော်စားနေတာတွေရောမရလိုက်ပါဘူး Zip2 ကိုရောက်လို့ရတဲ့ငွေတွေကိုပြန်ရေးပြီးတော့သူက H.co ဆိုတဲ့ဒါ internet bank တစ်ခုကိုတည်ထောင်ခဲ့ပါတယ်ဒီမှာသူကဘာလို့ internet bank တစ်ခုတည်ထောင်ရလဲဆိုတော့သူတို့ခေတ်ကဒီ bank တွေမှာငွေသိမ်းငွေထုတ်လို့ရတာတွေတော်တော်လေးကိုပြင်ပန်းပါတယ်အချိန်လေးကြာပါတယ်ဒါကြောင့်မလို့သူက click တစ်ချက်နဲ့လက်ရုံနဲ့အရာရာရှင်းပြသွားမယ် internet bank တစ်ခုကိုစပြီးတော့ထောင်ခဲ့တာပါဒီတွေလည်းသူကဒါ Silicon Valley ဒေသမှာရှိတဲ့ဒါတော်ဆုံးစီးပွားရေးပညာရှင်တွေဒါ engineer တွေကိုခေါ်ယူခဲ့ပါတယ်နောက်ပြီးတော့ဒီ H.co ဆိုတဲ့ internet bank တစ်ခုကိုစပြီးတော့တည်ဆောက်ပါတယ်ဒီတော့ကျတော့ဒါ internet ပေါ်မှာပဲဒါငွေသွင်းငွေထုတ်လုပ်လို့ရတဲ့ဘဏ်တစ်ခုအနေနဲ့တည်ရှိတာပေါ့ဗျာနောက်ကျတော့ဒီ PayPal ဆိုတဲ့ website တစ်ခုနဲ့ပူးပေါင်းခဲ့ပါတယ် PayPal ဆိုတာဗျာဒီ internet ကနေပြီးတော့ပစ္စည်းတွေဝယ်တဲ့ခါကျရင်ဒါငွေပေးချေလို့ရတဲ့ website တစ်ခုပါနောက်ပိုင်းကျတော့ဒီ Elon Musk ထောက်ခဲ့တဲ့ဒါလုပ်ငန်းကတစားစားနဲ့ကြီးထွားလာပြီးတော့ပြဿနာတွေအများကြီးကိုလည်းစပြီးတော့ကြုံလာရပါတယ်ဒီကတော့ share ရှင်တဲ့သဘောထားမတက် share တွေဒါ engineer တွေနဲ့အငြင်းခုတ်ဖြစ်နေရတယ်ဗျာဒါကြောင့်မလို့ပဲသူတို့ကလူစုပြီးတော့ဒါ Elon Musk ခီးသွားနေတဲ့အချိန်မှာသူ့ကို CEO ရာထူကနေပြီးတော့ထုတ်ပယ်ခဲ့ပါတယ်ဒီတဲ့ Elon Musk ကဒါသူထောက်ခဲ့တဲ့ H.co ဆိုတဲ့ company မှာဩဇာအာဏာမရှိတော့တဲ့ပြည်ဒီ company ရဲ့နာမည်ဖြစ်တဲ့ဒီ H.co ကိုပါဒါ PayPal ဆိုပြီးတော့ပြောင်းလိုက်ပါတယ်ဒါတွေကြောင့်ပဲဒါ Elon Musk ကိုလည်းဒါအများကြီးကိုဝန်းနေခဲ့ရပါတယ်ဒီလိုမျိုးဆင်မပြေတာတွေကိုကြုံနေရတဲ့ကြားထဲနေပြီးတော့မို့ဒါ Elon Musk ကဒီ PayPal company ကြီးကို Silicon Valley ဒေသမှာဒါအကြီးမားဆုံး internet banking တစ်ခုဖြစ်အောင်သူကတည်ဆောက်ပေးခဲ့ပါတယ်နောက်ဆုံးကျတော့ဒီ PayPal ဆိုတဲ့ website ကိုဒါ eBay ဆိုတဲ့ company ကနေပြီးတော့ဒါဒေါ်လာ 1.5 billion နဲ့ဝယ်ယူခဲ့ပါတယ်ဒီတွေလည်း Elon Musk ကဒါသူ့ရဲ့ credit ဖြစ်ဒေါ်လာ180လောက်ကိုရခဲ့ပြီးတော့ဒါသူတည်ထောင်ခဲ့တဲ့ internet bank ဆိုတာကြီးနဲ့လမ်းခွဲလိုက်ရပါတယ်Elon Musk ကအခုလိုမျိုးသူထောက်ခဲ့တဲ့ company တွေကိုရောက်ထုတ်နေရတယ်ဆိုတာလည်းရိုးရှင်းပါတယ်။ဒါကသူ့ရဲ့အဓိကရည်ရွယ်ချက်မဟုတ်ဘဲဒါသူလုံးချတဲ့စိတ်ကူးအိမ်မက်တွေသိပါပဲ။တကယ်တော့သူ့ရဲ့ရည်မှန်းချက်အစစ်မှန်တော့မာဂျိုကိုရောက်အောင်သွားမယ်။ပြီးတော့သူဒီမှာပဲအေးအေးလူလူနေပြီးတော့ခေါင်းချချတယ်ပေါ့ဗျာ။ဒါကြောင့်သူနောက်ဆုံးထောက်ခဲ့တဲ့ဒီ SpaceX တို့ Tesla တို့ပြီးတော့သူဝယ်ယူထားတဲ့ဒါ Solar City တို့ဆိုတာဒါသူ့ရဲ့ရည်ရွယ်ချက်နဲ့တကယ်ကိုပတ်သက်မှုရှိပါတယ်။အဲ့တော့ Elon Musk ရဲ့အကြောင်းတွေကိုပြန်ပြီးတော့ဆက်ရအောင်ပါ။ Elon Musk ကဒါသူပိုင်တဲ့ company တွေကိုရောက်ထုတ်ပြီးတဲ့ခါကျတော့ဒါအာကာသလုပ်ငန်းတွေလုပ်ဖို့အတွက်ဆိုပြီးတော့ကယ်လီဖိုးနီးယားပြည်နယ်ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ပြီးတော့သူက SpaceX ဆိုတဲ့ company တစ်ခုကိုတည်ထောင်ခဲ့ပါတယ်။ဒီမှာပဲသူက NASA နဲ့ဒါတခြားသောလေကြောင်း company တွေမှာရှိတဲ့ဒါအတွေးကြော်ရတဲ့ engineer တွေကိုခေါ်ယူခဲ့တယ်။နောက်ထပ် SpaceX ရဲ့အဓိကကျတဲ့အခန်းကဏ္ဍတွေမှာပါဝင်တဲ့သူတွေကတော့တက္ကသိုလ်မှာထူးခြားပြီးတော့ဒါ Elon Musk ကိုလည်းအလုပ်ကန်လန့်ခဲ့တဲ့ဒါ24-25နှစ်အရွယ် engineer ပေါက်စာလူတွေပါပဲ။သူတို့ရဲ့ဖန်တီးမှုတွေကိုသာလောလောခွင့်ပေးလိုက်မယ်ဆိုရင်သူတို့အရာရာပြောင်းလဲပေးနိုင်စွမ်းရှိတယ်ဆိုပြီးတော့ Elon Musk ကိုလည်းထုတ်ပြောခဲ့ပါတယ် SpaceX ဆိုတာလေဒီကမ္ဘာမှာဂျူဒူတွေကိုအာကာသထဲလောတက်ပေးနေတယ်။ဘာလို့မှဆိုပုဂ္ဂလိက company တစ်ခုပါ။အခုဆိုရင်ဒါဂျူဒူလုပ်ငန်းတွေမှာဒါအမေရိကန်နိုင်ငံအစိုးရပါပဲဒါနိုင်ငံတကာအစိုးရနေရာနေပြီးတော့ဒါအောက်ကွဲရတဲ့အဆင့်ကိုတော့ရောက်နေပါပြီ။ဒါတွေရဲ့အဓိကအကြောင်းရတာဗျာ SpaceX ရဲ့ဒုပြတဲ့ဂျူဒူတွေကဈေးစကားတက်တာပြီးတော့ဆွမ်းဆောင်ရည်မြင်မာလို့ပါပဲ။ဒါကလည်းရိုးရှင်းပါတယ် SpaceX ကဂျူဒူတွေဒုပြတွေကိုထုတ်လုပ်တဲ့အခါကျရင်သူတို့မှလိုအပ်တဲ့အစိတ်ပိုင်းတွေမှန်တယ်မြောက်သူတို့ကလည်းထုတ်လုပ်လို့ပါပဲဒါကကြည့်လိုက်ရင်ဘာမှမထူးခြားဘူးဆိုပေမဲ့ဒါဂျူရုတွေထုတ်လုပ်တဲ့ company တွေမှန်တယ်များသူတို့မှလိုအပ်တဲ့အစိတ်ပိုင်းတွေကိုတခြားပြပါ company တွေကနေပြီးတော့ဝယ်ယူရပါတယ်ဒါကတော်တော်လေးကိုအကုန်ကြများပါတယ်ဒါကျွန်တော်ဥပမာလေးတစ်ခုပြောပြမယ်နော်ဒီ SpaceX company ကဒါသူတို့မှလိုအပ်တဲ့အစိတ်ပိုင်းတစ်ခုအတွက်အပြည့်အနေဝယ်ယူဖို့ဆိုပြီးတော့ဒါဈေးစုံစမ်းလိုက်တဲ့အခါကျတော့ဒေါ်လာ3သိန်းကျော်လောက်ကိုပေါက်ဈေးရှိနေတာပါဒါပေမဲ့ SpaceX ရဲ့ engineer တွေကဒီပစ္စည်းလေးကို
ဒေါ်လာ3000ကျော်နဲ့ကိုတီထွင်နိုင်ခဲ့တာပါဒါကြောင့်မလို့ဒုပြတစ်ခုလုံးအနေထားနဲ့ရှင်းလိုက်ဒီ SpaceX ရဲ့ကုန်ကျစရိတ်ကတော်တော်လေးကိုသက်သာနေတာပါဒါကြောင့်မလို့ပဲဒါ SpaceX ကအာကာသလုပ်ငန်းမှာနာမည်ရလာပြီးတော့ဒါအခုဆိုရင်ဒေါ်လာဘီလီယံနဲ့ကိုချီတဲ့ဒါ project တွေသူတို့လုပ်နေရပြီဗျာဒါကလေ Elon Musk ကိုလည်းဦးဆောင်နေတဲ့ဒါ SpaceX company ရဲ့ထူးခြားချက်လေးတွေပါနောက်ထပ် Elon Musk ရဲ့အောင်မြင်မှုတစ်ခုကတော့ Tesla ပါTesla ဆိုတာ EV ကားတစ်စီးအနေနဲ့တတ်ရှိနေတာမဟုတ်ဘဲနဲ့ Tesla ecosystem တစ်ခုအနေနဲ့ကိုတည်ရှိနေတာပါ Tesla မတိုင်ခင်တော့ဆိုရင်ဒါကျွန်တော်တို့က EV ကားလို့ပြောလိုက်ရင်ပုံစံခက်တိုးတိုးတွေနဲ့ဒါခက်နေကားတွေကိုပဲကျွန်တော်တို့ပြေးမြင်မိကြပါဒါပေမဲ့ Tesla ကတော့ဒီဇိုင်းလာပါပြီးတော့မြန်နှုန်းမြင့်တဲ့ကားတွေကိုထုတ်ပြနိုင်ခဲ့ပါတယ်ပြီးတော့နောက်ထပ်ထူးခြားတာတော့ဒီ Tesla ကားတွေမှာသုံးတဲ့ software ပါပဲ Tesla ကားတွေပြစ်သွားတာပဲဖြစ်ဖြစ်တခုခု error ဖြစ်သွားတာပဲဖြစ်ဖြစ်ဒီ computer ကနေပြီးတော့ Tesla ရဲ့ software မှာပြင်ရေးလိုက်ရပါပဲဒါတော်တော်လေးကိုအခြေကိုလူပဲသက်သာပါတယ်နောက်ထပ်တစ်ခုရှိတာတော့ဒါ EV ကားလို့ပြောလိုက်ရင် charging station ပါပဲ Elon Musk ကဒီ Tesla ရဲ့ charging station network ကြီးတစ်ခုလုံးဒါကြဲကြဲပြက်ပြက်ကိုတိစောက်ပေးနိုင်ခဲ့ပါတယ်ဒီလိုမျိုးအချက်တွေကြောင့်မို့လို့ပဲဒါနောက်ပိုင်းကျတော့ Tesla ကဒါဥရောပမှာထိပ်တန်း EV ကား company တစ်ခုဖြစ်လာခဲ့တာပါဒါတွေကတော့ Elon Musk ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတွေကိုကျွန်တော်သိသလောက်ပြန်ပြီးတော့ share လုပ်ပေးတာပဲဖြစ်ပါတယ်ပြီးတော့သူကကမ္ဘာမှာပထမဆုံး trillionaire တရားအောင်ဖြစ်လာမယ်လို့လည်းတော်တော်များများထင်ကြီးပေးနေတာပါဒါပေမဲ့ Elon Musk ရဲ့ပိုင်ဆိုင်မှုတွေကဒါ SpaceX တို့ Tesla တို့ရဲ့ share တွေပေါ်မှာမူတည်နေတာပေါ့နော်တကယ်လို့သူတို့ရဲ့ share ဈေးတွေကသာထိုးကျသွားမယ်ဆိုရင်ဒါ Elon Musk ရဲ့ပိုင်ဆိုင်မှုတွေကလည်းရောကျသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ Elon Musk က trillionaire တရားဖြစ်လာမလားဆိုတော့သိပြီးတော့တည်တည်ဆာဆာပြောလို့တော့မရဘူးပေါ့ဗျာကျွန်တော်ဒီလိုမျိုးလူတယောက်အကြောင်းလေ့လာပြီးတဲ့အခါကျတော့ကျွန်တော်မှာသင်ခန်းစာတွေအများကြီးရခဲ့ပါတယ်အဓိကတော့ကိုယ့်ရဲ့ရည်မှန်းချက်အိမ်မက်တွေကိုကိုယ်ကိုယ်ရည်ကြည်နေဖို့နဲ့ဒီလိုမျိုးအိမ်မက်တွေတော့အမှန်တကယ်ဖြစ်လာဖို့တဲ့ကိုကအမြဲမပြတ်လေ့လာသိယူပြီးတော့စူးစမ်းနေရမယ်ဆိုတော့ပါပဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါစုပ်တိကြည့်ရှုပေးတဲ့အတွက်ကြောင့်မို့လို့လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ထုံးစံတိုင်းပဲဇာတ်ဟုတ်ဖက်ပါ YouTube ပေါ်မှာသုံးကြပါဒါတွေကကြိုးရှိပါတယ်ကျေးဇူးတင်ပါတယ်